မကွေးတို့ပဲခူးတို့စတဲ့မြို့ကြီးတွေကိုလာရောက်ရွှေ့ပြောင်းလာကြတယ်ဒီလိုရွှေ့ပြောင်းလာကြတဲ့အချိန်မှာအင်ချမ်းမြေအကျိုးဆောင်အမိခံထားတဲ့အင်ချမ်းမြေပွဲစားတွေကသက်ဆိုင်ရာစီမံတရားရေးကော်မတီတွေနဲ့ပေါင်းပြီးတော့အကျင့်ပြတ်ခြားစားမှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့စုံစမ်းသိရှိရပါတယ်ပြီးခဲ့တဲ့ဒီမေလလကုန်2ရက်ကကျွန်တော်သတင်းမတင်ဆက်နိုင်ပါဘူးဒီသတင်းမတင်ဆက်နိုင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီစောက်လို့ရင်းနဲ့ပတ်သက်တဲ့လုပ်တဲ့အချိန်ကျွန်တော်တို့ရဲ့ client တယောက်ကအိမ်တအိမ်ဝယ်ဖို့အတွက်ကျွန်တော်တို့ဒီ construction နဲ့ပတ်သက်တဲ့ consultant ငှားပါတယ်ငှားတဲ့အချိန်မှာအိမ်စစ်ဆောင်လာတဲ့ကျွန်တော်တို့ရဲ့စစ်ဆောင်မိဘပြည်သူတအူးရဲ့ကျွန်တော်တို့သွားပြီးတော့စစ်ဆေးပေးရတယ်စစ်ဆေးပေးရတဲ့အချိန်မှာစံချိန်စံညွှန်းမှတ်ပြီးပဲစောက်ထားတဲ့အဆောက်အဦတွေ structural analysis structural drawing မရှိပဲစောက်နေတဲ့အဆောက်အဦတွေစီပင်ကိုစောက်လို့မတင်မဲနဲ့ကွက်ပြောက်ရပြီးတော့စီပင်ဝန်ထမ်းနဲ့ပေါင်းပြီးစားနေတဲ့အဆောက်အဦတွေအခွန်မဆောင်မဲနဲ့အခွန်ရှောင်ပြီးတော့ငွေဖြူငွေမဲခွာချဖို့တဲ့လှုပ်ဆောင်နေတဲ့နေရာတွေအင်ချမ်းမြေဈေးကွက်ကိုကစားနေကြတဲ့အင်ချမ်းမြေအကျိုးဆောင်လို့အမည်တက်ထားတဲ့တရီဘော်တရီနာစာပွဲစားတွေရဲ့လုပ်ရက်ကိုကျွန်တော်အများကြီးမြင်တွေ့ရတယ်အင်ချမ်းမြေပွဲစားတွေကကဘာမီလောင်တားကောင်ချနေဆိုတဲ့ပုံစံမျိုးနဲ့2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းကြောင့်တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အချိန်မှာအခွင့်ကောင်းရှုပြီးတော့ကြီးပွားချမ်းသာအင်ချမ်းမြေဈေးကွက်မှာကစားခဲ့ကြတယ်နောက်ဘက်မှာရှိနေတဲ့ black money တွေနဲ့ money laundering တွေကိုအကာအကွယ်ယူပြီးတော့အင်ချမ်းမြေဈေးကွက်ကနေတဆင့်ငွေမဲတွေကိုငွေဖြူဖြစ်အောင်ပြုလုပ်နေကြတယ်ဆိုတဲ့သတင်းတွေကြားသိရတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဆက်လက်ဖော်ထုတ်သွားမှာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်စောက်လို့ရင်း engineer တယောက်ဖြစ်တဲ့အတွက်အဆောက်အဦတွေနဲ့ပတ်သက်ရင်အင်မတန်ဆန်းစစ်တဲ့ဖြစ်ပါတယ် quality မရှိဘဲနဲ့စောက်တဲ့အဆောက်အဦတွေစံချိန်စံညွှန်းမရှိဘဲနဲ့စောက်ထားတဲ့အဆောက်အဦတွေဖြစ်တယ်လို့စောက်ထားတဲ့အဆောက်အဦတွေနဲ့ပတ်သက်ရင်အင်မတန်ဒေါသထွက်ပါတယ်အရက်ထဲကလက်တိုင်နဲ့ကလေးမွေးထားတဲ့သူတွေလိုမျိုးပါပဲတုံရကြပိုင်းနဲ့တိဆောက်ထားပြီးတော့အင်ချမ်းမြေပွဲစားတွေကမိတ်ကပ်လိမ့်ပြီးတော့အင်ချမ်းမြေဈေးကွက်ကိုမတန်တဆဈေးတွေရောက်အခွန်တွေရှောင်ပြီးတော့နောက်ဘက်မှာရှိနေတဲ့ black money တွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပါတယ်ပြည်ဦးလင်ကအင်ချမ်းမြေပွဲစားတွေလည်းတော်တော်ဆိုးတယ်ဆိုတဲ့အခြေအနေမျိုးကိုကြားသိရပါတယ်ပြည်ဦးလင်မှာရှိနေတဲ့မြို့ပေါ်ရက်ွက်ကြီးတွေတာမကဘေးမှာရှိနေတဲ့ရက်ွက်တွေမှာလည်းအင်ချမ်းမြေပွဲစားတွေကဧကလိုက်ဝယ်ပြီးတော့အကွက်ရက်ရောင်းနေတာရှိပါတယ်ထွေအုပ်အမည်စရင်မပေါက်တာတွေဒီမြင်းစရင်မှာအမည်မပေါက်တဲ့အကွက်တွေကိုစိတ်တိုင်းကျအကွက်ပေါ်ရောင်းစားနေတယ်ဆိုတဲ့အခြေအနေမျိုးတွေကိုလည်းကျွန်တော်မြင်တွေ့ရတယ်တကယ်တမ်းဖြစ်လာရင်ဝယ်ယူထားတဲ့လက်ဝယ်ပိုင်ဆိုင်ထားတဲ့အင်ရှင်ကငွေကြေးသိမ်းပေါင်းထောင်ချီပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့ဝယ်ယူထားရတဲ့အိမ်တွေကနောက်ဆုံးမှဖြိုချဖျက်ဆီးခံရမယ့်အခြေအနေမျိုးတွေဖြစ်လာမှာဒါတွေကနိုင်ငံဝန်ထမ်းတွေရဲ့အကျင့်ပြတ်ခြစားမှုတွေရဲ့ပြရုပ်ဖြစ်ပါတယ်ဒါကြောင့်ပြည်ဦးလင်မန္တလေးရန်ကုန်သမကနေပြည်တော်လိုနေရာအပါအဝင်မကွေးနဲ့ပဲခူးတိုင်းမှာရှိနေတဲ့အင်ချမ်းမြေသမားတွေအင်ချမ်းမြေပွဲစားတွေအနေနဲ့တရေဘော်တရေနာစာပြုလုပ်နေတဲ့ကိစ္စတွေမြို့နယ်စီပင်တရားရေးကော်မတီကိုကြော်လွန်ပြီးတော့အောက်မှာအန်တာတီဗယ်အနေနဲ့ဆက်ဆက်အထက်လိုက်ပြီးတော့တရားမဝင်စောက်လုပ်နေတဲ့အဆောက်အဦတွေနဲ့ပတ်သက်ရင်ကျွန်တော်ဆက်လက်ပြီးတော့စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီးတော့နိုင်ငံတော်သမ္မတကြီးစီကိုရောအဂရိတိုက်စားမှုကော်မရှင်ကိုရောနောက်ပြီးတော့သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးတွေစီပင်တရားရေးစီပင်အုပ်ချုပ်ရေးမှုတွေစီအထိစတင်ပြီးတော့မြင်မြန်သွားဖို့ရှိပါတယ်ဒါတွေကတကယ်တမ်းဝယ်ယူထားတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေရဲ့ရှာထားဖွေထားတဲ့ငွေကိုအင်ချမ်းမြေပွဲစားတွေအသုံးချမှုမှာအသုံးချခံလိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါတွေကစားသုံးသူအကာအကွယ်ပေးရေးဥပဒေနဲ့ဆက်ပြီးတော့အရေးယူလို့ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်2014ခုနှစ်ကနိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်ကအတည်ပြုထားတဲ့စားသုံးသူအကာအကွယ်ပေးရေးဥပဒေနဲ့ပတ်သက်ပြီးဆက်လက်ပြီးကျွန်တော်ရဲ့ client တွေကျွန်တော်ရဲ့မိတ်ဆွေအင်ရှင်တွေအိမ်ဝယ်တော့မယ်ဆိုလို့ရှိရင် quality မမီအောင်စောက်ထားတဲ့အဆောက်အဦတွေမိတ်ကပ်လိမ့်ပြီးတော့တနခါလိမ့်ထားတဲ့အဆောက်အဦတွေနဲ့ပတ်သက်တဲ့သတင်းကိုလည်းကျွန်တော်ထပ်မံပြီးတော့သတင်းကိုတိကျအနေနဲ့တင်ဆက်ပေးဖို့ရှိပါတယ်။သဘောကတော့အိမ်တွေကိုကျုံတယ်လို့စောက်ပြီးတော့ကျုံတယ်လို့ရောင်းနေကြတဲ့သူတွေရဲ့နောက်ဆက်တွဲက black money နိုင်ငံတော်ကရတဲ့ရထိုက်တဲ့အခွန်တွေမရတယ်လို့တရားမဝင်လုပ်ငန်းတွေကိုအကာအကွယ်ယူပြီးတော့လုပ်နေကြတဲ့ငွေမဲတွေကိုငွေဖြူလဲတဲ့နေရာမှာအင်ချမ်းမြေဈေးကွက်မှာလည်းလာရောက်ရင်းနှီးမြှုပ်နှံနေတာရှိပါတယ်။ဒါကြောင့်လို့နိုင်ငံတော်အစိုးရအနေနဲ့တပ်ဆိုင်ရာဝန်ကြီးဌာနတွေနိုင်ငံဝန်ထမ်းတွေအကျင့်ပြတ်ခြစားတဲ့သူတွေကိုလည်းပြင်းပြင်းထန်ထန်အရေးယူဖို့လိုအပ်နေပြီဖြစ်ပါတယ်။ဒါကြောင့်လို့မြန်မာနိုင်ငံတဝက်စိုးသွမ်းတောင်းကျမ်းနေတဲ့အင်ချမ်းမြေသမားတွေအားလုံးကိုကျွန်တော်မြေလှန်တော့မှာဖြစ်ပါတယ်။အဆောက်အဦတွေကိုလမ်းဘေးနဲ့လမ်းဘေးစားစိတ်ဓာတ်နဲ့စံချိန်စံညွှန်းမမီဘဲနဲ့စောင့်နေတဲ့အဆောက်အဦတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာစီမံတရားရေးကော်မတီရဲ့စီမံစည်းကမ်းဥပဒေနည်းဥပဒေတွေကိုကျော်လွန်လှုပ်ဆောင်နေတဲ့အင်ချမ်းမြေတွေအားလုံးကိုစုံစမ်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဒီကနေ့နာမှုတွေရှိခဲ့တဲ့အင်ရှင်တွေအနေနဲ့လည်း2014ခုနှစ်စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရသက်ဆိုင်ရာပုံမှန်တွေနဲ့ဆက်လက်ပြီးတော့ကင်တွယ်ဖြည့်ရှင်းသွားဖို့လိုတယ်။တရေဘော်တရေနာစာလုပ်ပြီးတော့အသုံးချခံဖြစ်ခဲ့ကြတဲ့စိတ်ဆောင်မိဘပြည်သူတွေအနေနဲ့လည်းအင်ချမ်းမြေစသမားတွေအင်ချမ်းမြေအကျိုးဆောင်အမေရိကန်ပွဲစားတွေရဲ့ရင်းထက်မှုတွေကိုရှောင်ရှားဖို့လိုပါတယ်။လက်ရှိအချိန်မှာတော့ကျွန်တော်ဒီဆောက်လုပ်ရေးလုပ်ငန်းနဲ့သတင်းမီဒီယာလုပ်ငန်းသာမကအင်ချမ်းမြေဈေးကွက်မှာအင်ချမ်းမြေသမားတွေကကျုံတယ်လို့စောက်ကျုံတယ်လို့ရောင်းပြီးတော့ quality မမီပဲစောက်ထားတဲ့အဆောက်အဦတွေနဲ့ပတ်သက်ရင် consultant အနေနဲ့ inspection အနေနဲ့လုပ်ပေးဖြစ်နေပါတယ်။ပထမပိုင်းကတော့ personally ရပုံကိုရည်ရင်းနှီးမှုကြောင့် inspection လုပ်ပေးတဲ့အခြေအနေကနေအခုနောက်ပိုင်းအင်ချမ်းမြေသမားတွေရဲ့ကလင်ကကြီးကြောက်မှုတွေကိုဘလုံးမအမြင်မတော်တော့တဲ့အတွက်တက်ထားတဲ့ပညာနဲ့အင်ချမ်းမြေသမားတွေမိတ်ကလိန်ရောင်းတာတွေအစင်တက်မမီဘဲနဲ့စံချိန်စံညွှန်းမမီတော့ဆောက်လုပ်ထားမှုတွေနဲ့ပတ်သက်ရင်ကျွန်တော်လိုက်ပြီးတော့စစ်ဆေးပေးဖြစ်ပါတယ်
ဖြစ်တယ်လို့စောက်ထားတဲ့အစာအုပ်တွေနဲ့ပတ်သက်ပြီးနောက်ရက်တွေမှာသတင်းတီးခြားတစ်ပုဒ်တင်ဆက်ပေးဖို့ရှိပြီးတော့ဘလို့အစာအုပ်တွေကိုဘလို့ပုံစံမျိုးနဲ့မိတ်ကပ်လိမ့်ထားတယ်ဆိုတာမျိုးတွေဘယ်အစာအုပ်တွေကိုဘလို့ပုံစံမျိုးနဲ့တိစောက်ထားတယ်ဆိုတာမျိုးတွေဒါတွေကိုကျွန်တော်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါလေးတော့ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံဝန်ထမ်းတွေစီမံသားရေးကော်မတီကဝန်ထမ်းတွေအကျင့်ပြတ်ခြစားမှုတွေကအစိုးရအဆက်ဆက်ကြောက်ခဲရှင်ညင်းနဲ့သက်စာခွာဖြတ်သိမ်းလုပ်ခဲ့ကြရတယ်ဆိုတဲ့သတင်းအကြောင်းအရာလေးကိုဖြစ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲနိုင်ငံတော်အစိုးရက online လိမ်လည်မှုတွေနဲ့ပတ်သက်